Let's
ဆရာမကြီးတော်ခင်တဲ့မှာဆုံးမစကားပြောကြတဲ့စုမှုထွေးတဲ့စီစဉ်တွေပါလား။တို့ပါကြောင့်ဆရာမကြီးတော်ခင်တဲ့ကဆုံးမစကားပြောကြပြီးတော့ဘာလို့ချင်းရှိတာလဲယူပြီးနေဆိုတဲ့ပြင်လာတော့ပြောတာဆရာဆက်မှများကျောင်းသူကျောင်းသားများအားလုံးမင်္ဂလာပါဒီနေ့ဟာဒုတိယကျောင်းတော်ကြီးအတွက်မင်္ဂလာနေ့ဖြစ်တယ်လို့ပြောရှင်ရတယ်လို့ဖြစ်တယ်စောစောကကျောင်းသားကပြောတော့သူတို့ကျောင်းနေစီမှာဆိုင်ဆရာမကြီးများကိုကြရကပစီကမနောကံနဲ့ပြစ်နာပြီးပြစ်လို့ပါလို့ဆိုတယ်ဆရာမတို့တွေကကျောင်းနေစီကကျောင်းကျောင်းသားများကိုရင်ဝင်သားပြီးလို့ဘောထားတဲ့အတွက်ပြစ်လို့ပြတာပါဘယ်လိုလဲဖြစ်ဘယ်ချိန်မှပဲဖြစ်ဆရာမလေးဆိုတာအများနဲ့ပြစ်လို့ပြတာပြောရှင်ရတဲ့လေးလို့ပြောတာစမိုင်းဆရာကြီးတို့ဟာအထူးသဖြင့်ပြင်ဆင်ယူပြီးတဲ့အခါကျင်းတဲ့ကြောက်ပေးဖို့မလွယ်ပါဘူးအခုလိုအစီအပူတော်ပွဲနေ့တို့ဒီမျိုးမှာအားလုံးဆုံကြပြီးတော့ပြုံးကြကြရည်ရကြနှုတ်ဆက်ကြပျော်ရွှင်ကြတယ်ပျော်ရွှင်ကြတယ်ကျောင်းကျောင်းသားများကလည်းကိုယ်တကယ်ကြီးအဟောင်းတွေတွေ့ရတော့ပျော်ရွှင်ကြတယ်အားလုံးကိုပြုံးပျော်နေတဲ့ညီတပည့်ကိုတွေ့ရဖြစ်ပါတယ်ဒီကုတ်တိကျောင်းတော်ကြီးဟာမြန်မာပြည်တနင်္လာရီမှာကြော်ကြားတဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်ဒီကုတ်တိကလည်းမှာဆက်ရှိတဲ့နေပယ်တီးကဥမာအပစီဝါရေးနေပယ်ပညာရေးနေပယ် contractor ကြီးတွေဆရာဝန်ကြီးတွေ engineer ကြီးတွေစတယ်လို့ဟာပြည်ရင်းပြည်ပအောင်မြင်နေတာတွေဟာအများကြီးပါပဲဒီထဲမှာကလူပညာနေပယ်မှာဆိုရင်လေအောင်မြင်တဲ့လူတွေဟာအများကြီးပါပဲလောလောဆယ်ပဲခန့်စီတူကအကယ်ဒမီရှင်းရင်ခံရတယ်ဒီကျောင်းကအကယ်ဒမီကျော်သူအကယ်ဒမီဆိုးသူအကယ်ဒမီတွေအကယ်ဒမီမင်းမော်ဘုံအကယ်ဒမီဣန္ဒရာကျော်စင်အကယ်ဒမီသစ္စာဦးအကယ်ဒမီပန်းပြီစသဖြင့်ရရှိခဲ့ကြတဲ့သူတွေပါပဲဟိုဆမယီမိတာလည်းမိကောင်းတာစက်တင်နဲ့ကြံမှာပေါ့လေအောင်မြင်တဲ့ဇော်ဝင်းရှိန်တို့လိုတူတူတို့လိုမေရှိတို့လိုအေမာနီဝင်းတို့လိုနောက်အများကြီးပဲပေါ့နောက်ဆုံးကြတော့ဘာဖြစ်နတ်စီဒီဆိုဝိုင်းစုကိုင်သိတာဆိုဖိုးကာစသဖြင့်အများကြီးပါပဲအထူးသဖြင့်ခန့်စီဒီဆိုရင်အကယ်ဒမီရရည်မကဘူးဘာသာရေးဆိုင်ရာဝဲတစိတ်လည်းချင်းမြင့်ခြင်းခံထားရတဲ့ဖြစ်ပါလေဆရာမကတော့တားလို့သမီးတို့ကိုဆုံးမတာမဟုတ်ပဲနဲ့အမှားစကားလေးပြောချင်ပါလေအမှားစကားတော့ဘာလဲဆိုရင်တားလို့သမီးတို့ဟာဘယ်ဒေသဘယ်နယ်ပဲဘယ်နိုင်ငံကိုပဲရောက်ကိုလုပ်တဲ့လုပ်ငန်းပေါ်မှာစေနာကောင်းထားတယ်မှာတတိလေးနဲ့ထားကြပါလို့ပြောလိုပါလေအထူးသဖြင့်တားလို့သမီးတို့ဒီကုတ်တစ်ထဲကိုဝင်လာတဲ့အခါဒီကုတ်တစ်မှာစီးကျူနေတဲ့လောကသားရတဲ့ဆုံးမစားကောင်းမှုညံ့လို့ကောင်းအောင်ကျိုး၍ကောင်းကျိုးကိုနိုင်ဒီစိမင်းဆိုတော့အမြဲတမ်းကိုမိမိကိုယ်ကိုကောင်းအောင်ကြိုးစားကြပါမိမိရဲ့သားသမီးများကိုလည်းလူကောင်းလူချွန်းလူမော်လူချွန်းစဖြစ်လာကြိုးစားပြီးသင်ကြားပြကြပါလို့ပြောကြလိုပါလေအဲလိုသမီးတို့အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒတလုံးတော်လေးပြပါစေလို့ဆုတောင်းမြတ်တာပွင့်ဒီလုံးချုပ်ပါလေအခုလိုဆုံးမစကားပြောကြားပေးပါတော့ဆရာမကြီးဒေါ်ခင်နဲ့အားအထူးပဲကျေးဇူးတင်ရှိအပ်ပါကြောင်းကျောင်းသားကျောင်းသူဟောင်းများရဲ့ကိုစားပြောကြားပါရစေခင်ဗျာဆက်လက်ပြီးအစီအစဉ်900ဆရာဆရာမများအားကြောပစ္စည်းများပေးရခြင်းအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာဆရာဆရာမများကိုကြောပစ္စည်းများတူးချင်းစီလက်ရောက်ပေးရတော့မှာဖြစ်ပါတယ်ခင်ဗျာဖ
ပင်တန်စွမ်းအောင်ထမ်းဆောင်ရင်လောက်ပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြေအားစီကြွေးတဲ့ဆရာလောကကိုကြည်ရအောင်ဥကောင်းမှုရောက်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာရေမြူချောင်းနဲ့လူကိုရောက်ပြောင်းပြီးတဲ့ဆရာဦးငိုက်သူကိုဒူတိုင်းခွာပြီးတဲ့ဆရာအပင်တန်စွမ်းအောင်ထမ်းဆောင်ရင်လောက်ပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြေအားကြွေးတဲ့ဆရာလောကကိုကြည်ရအောင်ဥကောင်းမှုအယောင်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာကျေးဇူးမြတ်မို့ဦးပီတိကိုစားအင်အားရှိတဲ့ဆရာတပည့်များကပူဇော်ပါသည်ဆရာဆရာကျေးဇူးအစင်မမေ့သူတို့ပူဇော်ကြပြီဆရာအလားတရားသင်ကြားဆရာစိတ်ထားပြီးဖြူစင်စွာတပည့်ငယ်များကရှ စ်ခိုး၍ပူဇော်ပွဲမှာလူကျူးမိမှာအပြင်းများသည့်ခံမှာရေပြူချောင်းနဲ့လူရောင်ပြောင်းပြီးရဲ့ဆရာဦးငိုက်သူဒူတိုင်းခွာပြီးရဲ့ဆရာအပင်သန်စွမ်းအောင်ထမ်းဆောင်ရင်လောင်းပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြေအားစီကြွေးတဲ့ဆရာလောကကိုကြည်ရအောင်ဥကောင်းမှုရောက်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာကျေးဇူးတင်ပါတယ်ကျောင်း